ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကိုယ့်ရဲ့ရှစ်သူကသူ့ရဲ့ Facebook friend တွေတဲ့ unfriend လုပ်ထားတဲ့သူတွေကိုပေါ့နော်ဘယ်သူတွေကို unfriend လုပ်ထားရဲဆိုတာကိုဝင်စစ်လို့ရတဲ့နည်းလေးကိုပြောပြတော့မှာပဲဖြစ်ပါတယ်ဥပမာခင်ဗျားတို့နဲ့ date တယ်ပေါ့နော် date တဲ့အချိန်မှာ तू ကမတင်ကြတဲ့သူတွေကို Facebook မှာ unfriend လုပ်ထားတာရှိလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် तू ဘယ်သူတွေကို unfriend လုပ်ထားလဲဆိုတာကိုကိုကဝင်စစ်လို့ရမယ်နည်းပေါ့နော်โอเคပါကျွန်တော်လည်းတူတူလိုက်ကြည့်လိုက်ပါအဲ့တော့ထုံးစံတိုင်းကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါ Facebook ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ profile ထဲကိုဝင်လိုက်ပါနော်သူ့ရဲ့ Facebook profile ပေါ့နော်သူ့ရဲ့ Facebook account ကိုကိုကဝင်စစ်ရမှာဖြစ်တဲ့အတွက်သူ့ရဲ့ Facebook ထဲကိုဝင်ပြီးသွားပြီဆိုသူ့ Facebook account ထဲကဒီ profile ထဲမှာ1439ဝင်ထောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ activity log ဆိုတာလေးပါတယ်အဲ့ကောင်လေးကိုတစ်ချက်ထောက်ဒါကတော့သူဖုန်းထဲဝင်လောက်ရမှာပေါ့နော်သူကဖုန်းမပေးဘူးဆိုရင်လူလောက်ပေါ့ရန်ဖြစ်ရင်တော့မတတ်နိုင်โอเคအဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးတွေစာတန်းနေပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုလက်လေးနဲ့အပေါ်လိုနည်းနည်းလေးဆွဲတင်လိုက်ပေါ့နော်အခုလည်းမြင်တော့မြင်နေရပါတယ်ဒါပေမဲ့နည်းနည်းလေးဆွဲတင်လိုက်ပေါ့ဆွဲတင်လိုက်ပြီဆိုရင်ဒီမှာ connection ဆိုတာလေးပါတယ်တွေ့လားအဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါโอเคအဲ့ကောင်လေးထောက်လိုက်ပြီဆိုရင်ဒီမှာ friend ဆိုပြီးတော့ပေါ်လာလိမ့်မယ် friend ဆိုပြီးပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ manage friend ဆိုတာလေးကိုတစ်ချက်ထောက်ပေးလိုက်ပါနော်ဒီမှာโอเคအဲ့ဒီ manage friend ဆိုတာလေးကိုတစ်ချက်ထောက်ပေးလိုက်ပါဒီမှာကျွန်တော်ပြထားတာလေးအဲ့ဒါလေးကိုထောက်လိုက်โอเคအဲ့ဒါလေးကိုထောက်လိုက်ပြီဆိုလို့ရှိရင်သူကဒါမျိုးထပ်ပြီးတော့ကြာလာပါလိမ့်မယ်ဒါမျိုးထပ်ပြီးကြာလာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က filter ဆိုတာလေးပါတယ်အပေါ်မှာအကြောင်းလေးနဲ့အကြောင်းနဲ့တွေ့လားကျွန်တော်မြားထုတ်ပြထားတယ်အဲ့ဒီကောင်လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါโอเคအဲ့ဒါလေးကိုထောက်လိုက်ပြီဆိုလို့ရှိရင်အောက်မှာ category ဆိုပြီးတော့အကြောင်းလေး၃ကြောင်းနဲ့ထပ်ပြီးတော့ပါတယ်ထုံးစံတိုင်းကျွန်တော်မြားထုတ်ပြထားတယ်အဲ့ကောင်လေးကိုလက်လေးနဲ့တစ်ချက်ထပ်ပြီးတော့ထောက်လိုက်ပါโอเคဒီမှာကျွန်တော်တို့ remove friend ဆိုပြီးပေါ်လာပြီတွေ့လားဒီမှာအောက်မှာဒီမှာ you are friend တို့ remove friend တို့ receive friend တို့သူဘယ်လိုတွေကိုလက်ခံထားရဆိုတာဒီကျွန်တော်က receive friend ပေါ့နော်ကျွန်တော်က remove friend ဆိုတာလေးကိုနှိပ်တယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတွေ့လားပေါ်လာပြီရအဲ့မယ်သူဘယ်သူတွေ unfriend လုပ်ထားတဲ့သူတွေပေါ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်သူဒီနေ့ဘယ်သူတွေကို unfriend လုပ်ပြီးမှကိုယ်စီကိုလာတယ်ပါညာဝင်စစ်ပြီးတော့ရစ်လို့ရပြီတွေ့လားဒီမှာ unfriend လုပ်ထားတဲ့ဟာတွေโอเคအဲ့ဒီတော့ကျွန်တော်ကအနာတော့ပေးပြီးသွားပြီဆိုဆေးပြန်ပေးမှရမယ်ဆေးပြန်ပေးမှရမယ်ဆိုတော့တကယ်လို့ကိုရှင်ခင်ဗျားရဲ့ချစ်သူကလည်းဒီဗီဒီယိုကြည့်ထားလို့ခင်ဗျားကိုရစ်မယ်ဆိုလို့ရှိရင်အရစ်မခံအောင်ဒီကို unfriend လုပ်ထားတဲ့သူတွေကိုတခါလဲပြန်ဖြတ်ထားလို့ရသေးတယ်ပေါ့နော်ဒါကတော့လိုရမယ်ရပါတော့ကျွန်တော်ရန်တိုက်ပေးပြီးဆိုတော့ဒါလေးလည်းပြန်ထည့်ပေးမှရမယ်နှမို့ဆိုလို့ရှိရင်ကျန်တဲ့တက်ကုန်လေโอเคအဲ့တော့ကျွန်တော်ဒီမှာ1430ကိုနှိပ်လိုက်ပါနော်အဲ့1430ကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် delete ပေါ်လာလိမ့်မယ်ပေါ့နော်โอเคအဲ့ delete ပေါ်လာလို့ရှိရင်ကျွန်တော်တို့က delete ကိုနှိပ်ပြီးဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ unfriend လုပ်ထားတဲ့ဟာသူဝင်စစ်လည်းမတွေ့တော့ဘူးပေါ့နော်delete ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်သူဝင်စစ်လည်း AC ပဲ unfriend လုပ်ထားတဲ့ဟာမရှိတော့ဒါလေးတော့သိထားဖို့တော့လိုတယ်ပေါ့နော်အနာရောစေးရောတခါတည်းပေးမှရမယ်လေနော်โอเคပါမရှင်းတာရှိလို့ရှိရင်ကျွန်တော်ရဲ့ comment အောက်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ဒီဝေဖြိုးအောင် design ဆိုတဲ့ဒီ Facebook page မှာပဲကျွန်တော်ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့